ပို့တဲ့ရိုက်ပန်လို့ခေါင်းလောင်လေးများကိုနဲ့လိုက်ပန်လို့ကြားလိုက်တဲ့ခိုက်တက်မှာနေငိမ့်နဲ့ကြောင်ရည်စီလမ်းရင်ပြေလို့တွေ့လိုက်ချင်ဒီငယ်ကလေးတို့ရုပ်တရက်တာပြန်စင်ဒီရွယ်ချောင်းမို့လည်းလို့ကြွေရာဆိုမင်းတွေ့တော့မှတမဲလားငါပဲကဝါတတာဆုံးရှုံးနဲ့ထွေးတဲ့ကလေးပြလိုက်ချင်ကြရဲ့စီးရဲ့ကြောင်နေရဲ့ဒီသွားလေးဆိုညီရဲ့ကြောက်ဆိုင်ကိုကေချင်းပို့တိုက်ကနေလာရဲ့စက်ကဲစင်စီစင်ရဲ့နဲ့ပြတဲ့ပြတာကိုစံပြောင်းလေးတို့သွဲနဲ့အမှန်နဲ့ပေါင်းစပ်ပြီးချင်းငယ်ရင်ငိမ့်ငိမ့်နဲ့သေးရိမ်မှာစွန်လုံးနဲ့တွေ့လို့စိတ်ငြိမ်သွားလိမ့်ပို့တဲ့ရိုက်ပန်